ရေဆိုင်ရေတောက်လို့ရတယ်ဘိုက်ဆိုင်မုတ်စားလို့ရတယ်အမအိတ်လို့အမအိတ်ယူလို့ရတယ်ป้าก็ยินดีเนาะและเจฟูตินมากๆเลยที่มาช่วยกันเนี่ยเนาะทางชุมชนเนี่ยเป็นชุมชนน้อยคนน้อยเนาะส่วนใหญ่เราจะมีพม่าเยอะต่างชาติเยอะทีนี้คนไทยเนี่ยอายุเยอะแล้วทำไม่ค่อยไหวละเนาะมีแต่เด็กๆที่เขายังมาไม่ได้ต้องไปเรียนหนังสือไปทำงานนี่มีแต่คนแก่ที่ทำงานอยู่ในชุมชนเนี่ยบางครั้งบางอย่างก็ทำไม่ไหวนะคะก็เลยยินดีมากๆเลยที่มาช่วยแบบนี้เป็นจิตอาสาที่ยอดเยี่ยมมากนะคะขอบคุณมากๆเลยสำหรับผู้นำทุกท่านที่นำกันมาช่วยพัฒนาชุมชนขอบคุณมากค่ะအခုလိုဒီကျွန်တော်တို့ရွှေပြောင်းကြီးကိုဒီမှာဝင်လာတဲ့ဝိုင်းပြီးတော့လောက်အားပေးကြတဲ့အဖွဲ့တွေကိုပေါ့နော်။နောက်ဆိုတော့လိုက်လဲကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပြောချင်တယ်တဲ့။နောက်ပြီးတော့ဒီရက်ကွက်မှာလည်းဟိုပါမယ်။တက်ကြီးရွယ်ဟိုတွေကများတယ်ပေါ့။လူငယ်တွေကလည်းတိတ်မရှိဘူးပေါ့။ဒီလိုလာပြီးတော့ဝိုင်းဝန်းပူညီပြီးတော့တန့်ရှင်းလှုပ်ဆောင်ပေးတဲ့ဟိုဒီရင်ထဲမှာလည်းအများကြီးအတိုင်းပြီးဝမ်းတာပြီးတော့ကျေးဇူးတင်ပါတယ်ပေါ့။အဲ့လိုမျိုးပြောတယ်။အားလုံးလည်းစစ်တယ်ပေါ့အဲ့လိုမျိုးเราเป็นประเทศเพื่อนบ้านกันเนาะมาอยู่มาอาศัยกันอยู่ด้วยความสงบเรียบร้อยทำให้บ้านเราอยู่ร่มเย็นทั้งเพื่อนบ้านทั้งคนไทยเราอยู่ด้วยกันอย่างมีความสุขรักกันนะคะเราเป็นเพื่อนบ้านที่ว่าเราเหมือนกับเป็นญาติพี่น้องกันเนาะมีอะไรเราก็ช่วยเหลือกันได้ก็ช่วยกันไปကျွန်တော်တို့ဒီနိုင်ငံကတော့အိန္ဒိယချင်းနိုင်ငံဖြစ်တဲ့အတွက်တရားနဲ့တရားရိုင်းမေးကူညီတဲ့အဲဒီလိုစိတ်ဓာတ်တွေရှိတာပိုကောင်းတယ်ပေါ့နောက်ပြီးလို့ရှိရင်လည်းဒီလိုမျိုးဝင်လာပြီးတော့ဟိုအလိုက်သိစွာနဲ့ပေါ့ဒီမျိုးလိုက်ပြီးတော့လှုပ်တာတို့ဘာတို့တွေလည်းသူတို့လည်းဝမ်းတာတယ်ပေါ့နောက်ပြီးလို့ရှိရင်လည်းဒီဘောက်ဝင်လာတာမှာဖက်ကြတော့မြန်မာနိုင်ငံသားတွေအများကြီးများတယ်ပေါ့များတော့ဆိုတော့အဲဒီမျိုးဝိုင်းဝန်းကူညီလှုပ်ဆောင်ကြတာကိုသူတို့အနေနဲ့ပြောမယ်ကျေးဇူးတင်တယ်အပြီးလို့ရှိရင်လည်းဘာညာဆိုလို့ရှိရင်တရားနဲ့ပြောက်ပြောဆိုဆွေးနွေးပြီးတော့အဲ့လိုမျိုးတရားနဲ့ပြောက်ပါဖြစ်တဲ့ပြဿနာဖြေရှင်းတာကောင်းဆုံးပဲအဲ့လိုမျိုးကောင်းတယ်ပေါ့အများကြီးဝမ်းတာပါတယ်တဲ့အဲ့လိုပြောတာอยากให้มีอย่างเงี้ยดีสมมติว่ากลุ่มไหนที่เป็นเพื่อนบ้านเราเนี่ยให้มีหัวหน้าสักคนหนึ่งเวลามีงานมีอะไรเราก็ได้พูดได้คุยได้ประสานกันได้เนาะสมมติชุมชนมีงานเราก็ขอเพื่อนบ้านเนี่ยช่วยกันเวลาเราประกาศว่าวันนี้นะมีงานพัฒนาออกมาช่วยกันมั่งก็ขอให้บอกกล่าวกันประสานกันได้ทุกกลุ่มที่อยู่เนี่ยဖွဲ့ပြီးတော့ဟာခေါင်းဆောင်တယောက်ရှိပြီးတော့အဲ့လိုမျိုးလာပြီးတော့ဟာလာဒီကြီးတွေဘာတွေပြောဆိုပြီးတော့ဒီလိုချင်းကပ်ပြီးတော့ပြောဆိုပြီးတော့ဟိုဗာလဲလှုပ်ဆောင်ကြတာကောင်းတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နောက်ပိုင်းနေဆိုလို့ရှိရင်လည်းဘာပဲလဲလို့အဲ့လိုမျိုးပဲလှုပ်ဆောင်ပေါ့အဲ့ဒါကောင်းတယ်ပေါ့ก็อย่างเดียวให้เคารพกฎที่นี่เนาะอย่างสมมติว่ากินเหล้าเสียงดังอาละวาดทะเลาะอะไรกันเนี่ยก็ขอให้อยู่ในขอบเขตอย่าให้ไปเดือดร้อนเนาะถ้าคนอื่นที่เขาอยู่ข้างเคียงเดือดร้อนมันก็จะทำให้อยู่ไม่สบายใจเราอยากจะให้อยู่แบบสบายใจกับทุกคนคนไทยก็สบายใจพม่าก็สบายใจเพื่อนต่างชาติที่ก็มาอยู่แหล่ใส่บ้านเราเนี่ยอยู่กันอย่างสงบรักกันเหมือนพี่น้องလာတဲ့လူတွေကဘယ်လိုပြောမလဲဆိုရင်စိတ်ချမ်းသာတာနဲ့နေဒါပေမဲ့ထိုင်းနိုင်ငံရဲ့ဥပဒေကိုလိုက်နာလေးစားပြီးလို့ရှိရင်အရက်တောက်မှုစူပူတောင်းကြမှုတွေပါတယ်မလုံနဲ့အေးအေးဆေးဆေးနေထိုင်လို့ရှိရင်ဘယ်လိုပြောမလဲညီကိုမောင်နှမတွေမျိုးနေလို့ရတယ်ပြီးတော့ဒီထိုင်းနိုင်ငံရဲ့ဥပဒေကိုလိုက်နာလေးစားကြဖို့တိုက်တွန်းတယ်ส่วนใหญ่จะเป็นวัยรุ่นที่เป็นကတော့လူငယ်တွေကိုပြောချင်တာပေါ့လူငယ်တွေကိုညဘက်ဆိုတောက်စားမူးယူပြီးတော့ဟုတ်လားအချိန်မတော်ခါမတော်လမ်းလေးပါတွေကိုတွားလို့ရှိရင်မထွက်ဖို့အဲမျိုးထိုင်းနိုင်ငံရဲ့ဥပဒေတွေကိုလေးစားလိုက်နာကြဖို့အဲ
အဲ့လိုမျိုးပြောချင်တယ် แล้วคนที่มาเช่าบ้านอยู่ก็ให้อยู่กันอย่างสงบอ่ะอย่าทะเลาะเบาะแวง ကျွန်တော်တို့ရက်ကွက်တွေထဲမှာတန်းရားတွေဘာတွေအိမ်ခန်းတွေဘာတွေငားနေတဲ့လူတွေလို့ရှိရင်လည်းဟိုစူညံချင်းတွေဘာတွေမလောက်ကြဖို့ဟုတ်လား ดูแลความสะอาดให้เรียบร้อย တန့်ရှင်းရေးဘာ ข တွေ ยงขยะ ဒီမျိုးလောက်တယ်မျိုးဟုတ်လားစုပေါင်းပြီးတော့တန့်ရှင်းမှုကိုကူညီကြဖို့အဲ့လိုမျိုး